Aprilia RSV4 တဲ့မြန်မာပြည်မှာစီးတင်လာတဲ့မြန်မာပြည်မှာစီးတင်လာဆိုတော့ကျွန်တော်ပြောတဲ့ဒီအချက်လေးနားထောင်ကြည့်ပါတော့ Aprilia RSV4 ဆိုတာကြတော့လုံးဝနာမည်ကြီးတဲ့ဒီဇိမ်းနောက်ပြီးတော့ဆိုင်ငယ်ကတအားလေးကောင်းတယ်သူ့ electronic ဘိုင်းနေဆိုလို့ရှိရင်လုံးဝအကောင်းဆုံးဆိုတဲ့ထဲမှာလည်းပါတယ်နောက်ပြီးဒီ Aprilia RSV4 က V4 engine ကိုသုံးထားတာပေါ့နော် V4 engine ကိုသုံးထားတာဖြစ်တဲ့အတွက်အဲ့ဒီဆိုင်ငယ်က heat ကတော်တော်တက်တယ် heat တက်တဲ့တန်းကိုလည်းကျွန်တော်တို့ခံနိုင်ရမယ်နောက်ပြီးဒီ RSV4 ရဲ့ဒီ torque တွေနဲ့ဒီရုံးအားဆွဲရတဲ့တခြားဆိုင်ငယ်တွေနဲ့မတူဘူးအတန်လည်းတခြားဆိုင်ငယ်တွေနဲ့မတူတအားလေးနားထောင်လို့ကောင်းတယ်တအားကြီးတော့မဟုတ်တအားလေးနားထောင်လို့ကောင်းတယ်စတာပါသူအဲ့ဒါလေးကတအားကိုနားထောင်လို့ကောင်းတယ်ဗျာ handling မှာကျတော့ဒီဆိုင်ငယ်ကလူနဲ့ဆိုင်ငယ်နဲ့တသားတည်းဖြစ်တယ်ဆိုတဲ့ခံစားချက်ကိုရတယ်ဗျာဒါပေမဲ့တခုရှိရဒီကောင်က racing focus လို့ပုံစံမျိုးဖြစ်နေတာဖြစ်တဲ့အတွက်သူဆိုင်ငယ်ရှိကိုနည်းနည်းလေးတော့ငိုက်တော့ကျတော့ခရီးဝေးသွားမယ်ဆိုရင်တော့လက်တောင်းနေနောက်အောက်လာဖထောက်နေနားလာအဲ့လိုဖင်းနေနားလာခိုင်းနားလာတော့ဖြစ်တတ်တယ်ပေါ့နော်အဲ့တခုတော့ရှိရဒါပေမဲ့ Aprilia ကမြန်မာပြည်မှာစီးရလူသိမ့်မရှိတာဖြစ်တဲ့အတွက်ခမားစီးသွားရင်တော့ Aprilia စီးလာရင်တော့ခမားဆရာကြီးဖြစ်နေမှာပဲအဲ့တော့ခမားအရန်တော့အကြီးခံရမယ်ဗျာသိရမလားအဲ့တခုတော့ရှိတယ်နောက်ပြီးတော့ဒီ Aprilia တို့ဘာတို့က Italy brand တွေလည်းဖြစ်တယ်အဲ့တော့မြန်မာပြည်မှာကသိတဲ့အတိုင်းပဲအပူပစ္စည်းတအားရှားတယ်တခုခုပြတ်ခဲ့လို့ပြင်ခဲ့ခြင်းတယ်ဆိုလို့ရှင်တော့ပစ္စည်းမရှိလို့ပစ္စည်းမှားရတဲ့အချိန်တွေလည်းရှိတယ်ပေါ့နော်အဲ့ဒါကဒါ Aprilia ရဲ့ကျွန်တော်တို့လက်ရှိမှာရှိနေတဲ့အားနည်းချက်တကယ်လို့ကို Aprilia ကိုစီးမယ်ဆိုလို့ရှင်ကိုစီမှာကဘလို့အရာမျိုးရှိရမလဲဆိုရင်ကျွန်တော်တို့ mechanic ကောင်းကောင်းရှိဖို့လိုအပ်တယ်နောက်ပြီးတော့ mechanic ကောင်းကောင်းဆိုတာကလုံးဝဆိုင်ငယ်အပေါ်မှာတာဝန်ယူမှုတာဝန်ခံမှုအပြည့်နဲ့ဆိုင်ငယ်ကိုချစ်ပြီးတော့ပြင်ပေးတဲ့ mechanic မျိုးပြောတာပဲဖြစ်ပါတယ်ကျွန်တော်တို့အဲ့လိုမျိုးလက်ပူတိုက်တတ်တဲ့ mechanic မျိုးနဲ့ကျွန်တော်တို့လိုမျိုး Italy ဘိန်းတွေကသွားစီးလို့မရဘူးပေါ့နော်အဲ့တော့ဒါကျွန်တော်သိတဲ့လောက်ပြောပြတာပါမြန်မာပြည်မှာစီးမယ်ဆိုလို့ရှိရင်တော့ကျွန်တော်အခုပြောသွားတဲ့အချက်တွေကိုတော့ဂရုစိုက်ရမယ် heat အရန်တက်ပါတယ်နောက်ပြီးတော့လို့ရှိရင်ကျွန်တော်တို့စီးလို့ရတဲ့တအားကောင်းတယ်နောက်တစ်ခုက handling ကတော့ခုနပြောသလိုမျိုး racing focus ဖြစ်တဲ့အတွက်နဲ့တော့တတောင့်တတာမရှိဘူးအဲ့တော့စီးကျင်နေဆိုလို့ရှိရင်လူတအားကြည့်မယ်လူတအားငေးတာခံရမယ်နောက်တစ်ခုကအပူပစ္စည်းရှားမယ်ပြီးတော့ရင်လုံးဝ mechanic တခြားရှာထားဖို့လိုမယ်ဘိန်းနဲ့ပတ်သက်တဲ့အရာအားလုံးကတော့အရန်ကောင်းပါတယ်တအားကောင်းတဲ့ထဲမှာပါပါတယ်အဲ့တော့ဝယ်စီးကျင်နေဆိုစီးလို့ရပါတယ်ဒါပေမဲ့ Italy မှာလေးတွေစီးကျင်နေဆိုလို့ကျွန်တော် brother တို့ပတ်စံများများတော့ဆောင်ထားဖို့လိုပါတယ်အဲ့တော့ brother တို့လည်းဘယ်လိုထင်လဲကျွန်တော်ကို comment လေးမှာဝင်အောင်ဆွေးနွေးသွားလို့ရပါတယ်ကျေးဇူးအများကြီးတင်ပါတယ်